တားမြစ်ထားသောအယောင်နှင့်လျှို့ဝှက်ချက်များဒီရွာမှာထူးဆန်းတဲ့စီကံတစ်ခုရှိတဲ့အနီရောင်ရှိတဲ့ဘဲရားကိုမဆိုချက်ချင်းဖြက်စီးပြရမယ်ဘာကြောင့်လဲဆိုတာဘယ်သူမှထုတ်မပြောကြပေမဲ့ညဘက်ရောက်ရင်ရွာထဲကိုမိစ္ဆာတွေရောက်လာတတ်ကြတယ်အဲ့ဒီမိစ္ဆာတွေဟာအနီရောင်ကိုမြင်ရင်လူတက်တက်ကြတယ်သူတို့တခုတည်းကြောက်တာကတော့အဝါရောင်ပဲဒါကြောင့်ရွာသူရွာသားတွေကိုကာကွယ်ဖို့ရွာလူကြီးကရွာပတ်ပတ်လည်မှာအဝါရောင်ဆေးတွေတုတ်ခိုင်းထားပြီးအဲ့ဒီစီကိုဘယ်တော့မှမကြော်ဖို့တားမြစ်ထားပါတယ်အားလုံးကဘေးကင်းပြီလို့ထင်နေကြချိန်မှာအမျိုးသားတစ်ယောက်ကအဝါရောင်စီကိုကြော်သွားခဲ့တယ်သူကအနီရောင်မန်းတပွင့်ကိုခူးပြီးရွာထဲကိုယူလာခဲ့မိတယ်အဲ့ဒီဆုံးဖြတ်ချက်ကပဲဘေးဒုက္ခတွေကိုခေါ်ဆောင်လာပါတော့တယ်ညရောက်တဲ့အခါမိစ္ဆာတွေတကယ်ပဲရောက်လာကြတယ်ရွာသားတွေကမြေအောက်ခန်းထဲမှာပုံနေကြပေမဲ့လီဆာကတော့မျက်မမြင်ဖြစ်နေလို့ဘာဖြစ်နေမှန်းမသိရှာဘူးသူမအတိုက်ခိုက်ခံရခါနီးမှပဲဂျက်ကရောက်လာပြီးသူမကိုမြေအောက်ခန်းထဲဆွဲခေါ်သွားခဲ့တယ်နောက်တနေ့မနက်မှာတော့ရွာထဲကကြက်တွေနဲ့တရိတ်ဆန်တွေအသက်ခံထားရတာကိုတွေ့ကြရတယ်ညဘက်မှာတော့ဂျက်ကလီဆာကိုစိတ်ပူလို့သူမအိမ်ရှိမှလာဆောင်ပေးနေရင်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ချစ်ကြောက်ကြောင်းဖွင့်ပြောမိသွားကြတယ်ဒါကိုရွာထဲကလူတစ်ယောက်ကမြင်သွားခဲ့တယ်နောက်တနေ့မှာတော့အဲ့ဒီလူကဂျက်ရဲ့အိမ်ထဲကိုဝင်လာပြီးဂျက်ကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်သူကလီဆာကိုတစ်ဖက်သက်ချစ်နေတာကြောင့်သူတို့နှစ်ယောက်ကိုခွဲချင်လို့အခုလိုလှုပ်လိုက်တာပါဂျက်အသက်လူနေရတဲ့အချိန်မှာလီဆာရောက်လာပြီးလူကိုရိုက်နှက်ဆုံးမပါတော့တဲ့ဂျက်ကိုကယ်ဖို့အတွက်လီဆာဟာစေးဝါးသွားဝယ်ဖို့မြို့ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်သူမရဲ့ဖခင်ရွာလူကြီးကလည်းခွင့်ပြုခဲ့ပါတယ်မထွက်ခွာခင်မှာဖခင်ဖြစ်သူကသူမကိုစွန့်ပစ်ထားတဲ့အိမ်အိုကြီးတစ်လုံးနဲ့ခေါ်သွားပြီးမိစ္ဆာဝတ်စုံတွေကိုပြခဲ့တယ်တကယ်တော့မိစ္ဆာတွေဆိုတာရွာကကောင်စီဝင်တွေပဲဖြစ်ပါတယ်သူတို့ဟာအရင်ကပြင်ပလောကမှာစိတ်တန်ရာတွေရခဲ့ကြသူတွေမို့ရွာသားတွေရွာထဲကနေထွက်မသွားအောင်ခြောက်လန့်ဖို့အတွက်အခုလိုဖန်တီးထားခဲ့တာပါအမှန်တရားကိုသိသွားပြီးနောက်လီဆာဟာအဖော်နှစ်ယောက်နဲ့အတူမြို့ကိုထွက်လာခဲ့တယ်ဒါပေမဲ့တိတ်မကြခင်မှာပဲကြောက်စရာကောင်းတဲ့အတန်တွေကြားရတာကြောင့်အဖော်နှစ်ယောက်ကကြောက်ပြီးရွာကိုပြန်ပြေးသွားကြတယ်လီဆာကတော့အားကိုးရမယ်ဖြစ်နေပေမဲ့လက်ကတုတ်တစ်ချောင်းနဲ့ပဲရှေ့ဆက်ခဲ့တယ်သူမကျင်းနဲ့ကြီးတဲ့ပြုတ်ကျခဲ့ပေမဲ့အာတင်ပြီးပြန်တက်လာခဲ့တယ်အဲ့ဒီနောက်တောထဲကနေထူးဆန်းတဲ့အတန်တွေကြားလာရပြန်တယ်ဒီတခါတော့မိစ္ဆာအစ်စ်ပါသူမပြေးနေရင်လမ်းမှာကျင်းဟောင်းတစ်ခုကပိတ်နေတယ်သူမချက်ချင်းပဲအစီအစဉ်တစ်ခုဆွဲလိုက်တယ်မိစ္ဆာကသူမကိုတိုက်ခိုက်ဖို့ပြေးလာမှလီဆာကဘေးကိုရှောင်လိုက်တဲ့အတွက်မိစ္ဆာဟာကျင်းထဲကိုကျသွားပြီးအောက်ကချွန်ထက်တဲ့တန်ကျွန်းတွေနဲ့ညှိကတေးဆုံးသွားခဲ့တယ်လီဆာဟာလမ်းအဆုံးမှာတတိုင်းတစ်ခုကိုတွေ့ပြီးကြော်တက်သွားခဲ့တယ်အဲ့ဒီမှာတောအုပ်ထိန်းသိမ်းရေးသမားတစ်ယောက်နဲ့ဆုံတယ်လီဆာကရွှေနာရီတစ်လုံးပေးပြီးဆေးဝါးဝယ်ပေးဖို့တောင်းဆိုခဲ့တယ်အဲ့ဒီလူကနာရီကတန်ဖိုးရှိတာကိုသိတာကြောင့်သူမလိုအပ်တဲ့ဆေးတွေကိုဝယ်ပေးလိုက်ပါတယ်လီဆာဟာဆေးတွေကိုယူပြီးရွာကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာခဲ့တယ်တစ်ဖက်မှာတော့ရွာသားတွေကလူပျောက်ဆုံးနေတာကိုသိလိုက်ကြတယ်မိစ္ဆာဝတ်စုံတစ်ခုလည်းပျောက်နေတယ်တကယ်တော့ကျင်းထဲမှာတည်သွားတဲ့မိစ္ဆာဟာအဲ့ဒီလူပဲဖြစ်ပါတယ်ဒါကိုသိသွားတဲ့ရွာလူကြီးကတော့သူ့တည်ဆုံမှုအမှန်တရားကိုဖုံးကွယ်ထားလိုက်ပြီးရွာသားတွေကတော့အရင်တိုင်းပဲသူတို့ရဲ့ထူးဆန်းတဲ့စီကံတွေကြားမှာဆက်လက်နေထိုင်သွားကြပါတော့တယ်